Hello, အားလုံးပဲမင်္ဂလာပါ။လောက်ရှိရဲ့ Chinese for you YouTube channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်။လောက်ရှိတို့တရုတ်စာကိုစလေ့လာတဲ့အခါမှာအရေးအသားကအတန်ထက်ဖြင်းကပို့ပြီးတော့အခြေခံကြပါတယ်။ဖြင်းဆိုတာတရုတ်စလုံးတွေကိုဘလို့အတန်ထွက်ရမလဲဆိုတာကိုပြပေးတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ဖြင်းစလုံးပေါင်းတူပေမဲ့အတန်နည်းနည်းလွဲတာနဲ့အတိတ်ပဲတွေလုံးဝပြောင်းသွားတတ်ပါတယ်။ဒီတင်ထဲမှာလောက်ရှိကအခြေခံပြီးတရားနဲ့အတန်နည်းနည်းတုံတွေကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်။တရုတ်စာကအစာပိုင်းမှာခက်တလူလူထင်ရပေမဲ့တကယ်တမ်းဒီစနစ်ကြကြလေ့လာမယ်ဆိုရင်တော့အရန်ကိုပြောစရာကောင်းတဲ့ဘာသာစကားတစ်ခုပဲဖြစ်ပါရဲ့နော်။ဒါကြောင့်အားမလျှော့ပဲလောက်ရှိတဲ့သူအဆုံးထိတကြကြလေ့လာသွားကြရအောင်နော်။ခုတ်ပြီးဒါဆိုရင်လောက်ရှိတို့ရှက်မှုဒီလေးလောက်ကိုစတင်လေ့လာကြည့်ရအောင်The third song pa 波摸佛